Christmas ကလည်းနီးလာပြီပွဲအတွက်ခရစ်စမတ်ပွဲအတွက်ပြင်ဆင်တာတွေလည်းတော်လေးပြင်ဆင်နေကြတယ်ပျော်ဝဲရှင်ဝဲတွေလည်းလုပ်ကြမယ်ပို့ပြီးတော့စိတ်လှုပ်ရှားစေကဲဒီရှင်ဖျားကြွလာမယ်အကြောင်းတွေလည်းကြွလာတော့မယ်ဆိုပြီးတော့မှကြားနေရပြီမိသားစုနှစ်စုရှိတယ်အဲ့မိသားစုနှစ်စုကခရစ်စမတ်ပွဲကိုသူတို့မှအိမ်မှာကျင်းပကြမယ်အမိသားစုတစုကြတော့သူတို့ခရစ်စမတ်ပွဲကျင်းပတဲ့အခါမှာသူတို့ကတိတ်ပြီးတော့မှပျော်ရွှင်မှုမခံစားရဘာကြောင့်ပျော်ရွှင်မှုမခံစားရတယ်လဲဆိုခရစ်စမတ်ပွဲလုပ်တာပျော်တော့ပျော်ရွှင်တယ်ဒါပေမဲ့စိတ်မကောင်းတာကိုခံစားဘာကြောင့်စိတ်မကောင်းတာကိုခံစားရတယ်လဲဆိုရင်သူတို့အိမ်မှာကျင်းပတဲ့ခရစ်စမတ်ပွဲမှာသူငယ်တော်အိမ်လေးထဲမှာသူငယ်တော်လေးဆင်းသူကနှစ်ခုဖြစ်နေတယ်သူကဘာကြောင့်မလို့စိတ်မကောင်းဖြစ်တာလဲဆိုရင်တခြားအိမ်တိမ်မှာလေခရစ်စမတ်ပွဲကျင်းပလိမ့်မယ်အဲ့ဒီအိမ်မှာသူငယ်တော်အိမ်လေးရှိမယ်အဲ့ဒီအိမ်မရှိတဲ့သူငယ်တော်အိမ်လေးမှာသူငယ်တော်လေးမပါတော့ဘူးဆိုပြီးတော့မှစိတ်မကောင်းဖြစ်တယ်တခါလေးကြာရင်ကျွန်တော်တို့တွေခရစ်စမတ်ပွဲကျင်းပတဲ့အခါမှာသူငယ်တော်လေးကိုမိနေကြတယ်ဖျားရှင်ကိုမေးနေတဲ့ခရစ်စမတ်ပွဲတွေလည်းရှိမွေးဖွားလာမဲ့သူကဘယ်သူလဲဘာတွေလုံးမလဲဆိုတော့ကိုသိရင်ခရစ်စမတ်ပွဲကြီးကပိုးပြီးတော့မှပြည်ပြင်းလာလိမ့်မယ်ကျွန်တော်တို့လူတွေမွေးနေ့ပွဲတွေလုပ်ကြတယ်မွေးနေ့ပွဲတက်ကြမယ်လက်ဆောင်တွေပြေးကြမယ်အဲ့မွေးနေ့ပွဲပြီးသွားရင်ပြီးသွားတာပဲဒါကြံတဲ့အပိုင်းကျွန်တော်တို့နဲ့မဆိုင်ဘူးခရစ်စမတ်မှာကြွားလာမဲ့ကယ်တင်ရှင်ကိုသိယုံနေမကဘူးကယ်တင်ရှင်ဘာတွေလုံးမယ်ဆိုတာကိုလည်းသိယုံနေမကသေးဘူးကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲအထိဖခင်ရှင်ကိုလက်ခံနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ခရစ်စမတ်ကိုကျင်းပရမယ်ကျွန်တော်တို့ရဲ့ဝိညာဉ်အတွက်ဖခင်ရှင်ကိုလက်ခံနိုင်ရမယ်ကယ်တင်ရှင်ကြွလာမယ့်အကြောင်းကိုကျွန်တော်တို့တွေနောက်ဆုံးအနေနဲ့ကြားရပြီကြွလာပြီဆိုတဲ့ဆင့်ထီအောင်တန်ဆူတဲ့နဲ့မေတော်တို့ကသခင်ယေရှုကိုလက်ခံသလိုကျွန်တော်တို့ကလည်းသခင်ယေရှုကိုဘယ်လိုလက်ခံပါလဲမေတော်နဲ့တန်သူစေတို့ကသူတို့ရဲ့ဘဝတွေသူတို့ရဲ့ဆန္ဒတွေကိုငြင်းပယ်ပြီးတော့မှကယ်တင်ရှင်ကိုတားတော်ဖခင်ကိုလက်ခံတယ်ရောဘာသာဝင်ကြီးကမနမပေါင်းတို့ဖခင်ရှင်ကယ်တင်ရှင်ကြွလာတဲ့အခါမှာကျွန်တော်တို့နဲ့အတူအမြဲတမ်းအတူတူရှိတာကိုလည်းကျွန်တော်တို့တွေတတိထားရမယ်အီမန်နူရဲ့ဖခင်လို့ခေါ်တယ်သူတို့သမီးကညာသည်ပရိသေဆွဲ၍သားယောက်ျားကိုဖွားမြင်တဲ့ထိုသားကိုအီမန်နူရဲ့အမည်ဖြင့်မှတ်ရလက်တဲ့ထိုအမည်ကငါတို့နှင့်အတူရှိသောဖခင်ဟုဆိုသည်ကြွလာမယ့်ဖခင်ရှင်အီမန်နူရဲ့ဖခင်ကျွန်တော်တို့နဲ့အတူရှိတဲ့ဖခင်နောက်ပြီးကြတော့လေသားယောက်ျားကိုဖွားမြင်လိမ့်မည်တဲ့သူ၏နာမည်ကိုလည်းယေရှုဟုခေါ်ရမည်တဲ့သူငယ်တော်ဖခင်လေးကိုကျွန်တော်တို့ကဘယ်လိုခေါ်ကြမလဲအီမန်နူယ်ဖခင်လို့လည်းခေါ်မယ်ယေရှုလို့လည်းဆိုပြီးခေါ်မယ်ယေရှု Jesus ဆိုတာက God save us our savior ကျွန်တော်တို့ရဲ့ကယ်တင်ရှင်အီမန်နူယ်ဆိုတာကကျွန်တော်တို့နဲ့အတူတူရှိနေတဲ့ဖခင်ဒါကြောင့်လို့ဘာသာဝင်ညီကမောင်နှမအပေါင်းတို့ဖခင်ရှင်လူအဖြစ်ကိုယူပြီးတော့မှကျွန်တော်တို့ကိုကယ်တင်တဲ့အခါမှာ
ကျွန်တော်တို့တွေဖျားရှင်ကိုလက်ခံကြိုးဆိုပြီးတော့မှဖျားရှင်နဲ့အတူတူအမြဲတမ်းနေထိုင်နိုင်ဖို့အတွက်ကြိုးစားကြရအောင်